ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောင်တ၏လမ်းဆောင်နှင့်မြစ်တာအိမ်ပြန်လန်းကိုအောင်မင်းနှင့်မနှင်းအေးတို့အိမ်အောင်သက်10နှစ်ကျော်ကာလသည်အေးချမ်းသာယာခဲ့တယ်10နှစ်အရွယ်သားလေးမင်းဖုံးလာသည်သူတို့မိသားစု၏စီးလဲတန်လေးဖြစ်ခဲ့တယ်သို့သောကံကြမ္မာ၏အလှည့်အပြောင်းမှာကိုအောင်မင်း၏ငေးစားစံဒီပြန်ပေါ်လာချိန်တွင်စတင်ခဲ့တယ်စန်နီဤမာယာနှင့်ပရိယေများရှိတွင်ကိုအောင်မင်းဝေခွဲမရဖြစ်ခဲ့ပြီးနောက်ဆုံးတွင်မနှင်းအေးနှင့်သားလေးကိုစွန့်ပစ်ကာစန်နီနှင့်လက်ထပ်ခဲ့တယ်။မနှင်းအေးသည်စိတ်နာနာဖြင့်သားလေးကိုခေါ်ကာမြို့နှင့်ဝေးရာအရက်သို့ထွက်ခွာသွားခဲ့တော့တယ်။အချိန်ကာလသည်10နှစ်သို့တိုင်ခဲ့ပြီ။ကိုအောင်မင်းသည်စန်နီနှင့်သူမ၏သားထက်ဦးတို့နှင့်အတူနေထိုင်နေတော်လဲနှလုံးသားထဲတွင်ဟာလာဟင်းလင်းဖြစ်နေစေ။တနေ့တွင်ကိုအောင်မင်းသည်စန်နီနှင့်ထက်ဦးတို့၏ပြိုးဝှက်ချက်ကိုသိလိုက်တယ်။ရင်းတို့နှစ်ဦးသည်ကိုအောင်မင်း၏ကုမ္ပဏီပိုင်ဆိုင်မှုများကိုဤမျိုးစုံဖြင့်ခိုးယူကာဖြုံးတီးနေကြခြင်းဖြစ်တယ်။ငါဘဝရဲ့အမှားဆုံးဆုံးဖြတ်ချက်ကမင်းတို့ကိုယုံမိတာပဲဟုတယောက်တည်းရည်ရွတ်မိတယ်။ကိုအောင်မင်းသည်နောင်တကြီးစွာရခဲ့တယ်။သူ၏စစ်မှန်သောဇနီးနှင့်သားရင်းကိုလွမ်းဆွတ်တန်းတမိတော်လဲရှာမတွေ့နိုင်တော့ပေ။တစ်ဖက်တွင်မနှင်းအေးသည်သားဖြစ်သူကိုတိတ်ခါရှိရှိပြုစုပြောထောင်ခဲ့တယ်။သားဖြစ်သူမင်းဖုံးသည်ယခုအခါအသက်20အရွယ်လူရည်ကျွန်လူငယ်တဦးဖြစ်နေပြီ။မင်းဖုံးသည်မိခင်ထံမှဖခင်အကြောင်းကိုကြားသိထားပြီးဖခင်ဖြစ်သူကိုတွေ့လိုသောဆန္ဒဖြင့်ကိုအောင်မင်း၏ကုမ္ပဏီတွင်အရေးချင်းရှိဝန်ထမ်းတဦးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ကိုအောင်မင်းသည်မိမိရှိတွင်အလုပ်ကြိုးစားနေသောထိုလူငယ်လေးသည်မိမိ၏သားရင်းဖြစ်မှန်လုံးဝမရိပ်မိခဲ့ပေ။ကိုအောင်မင်းသည်ကုမ္ပဏီ၏အစည်းအဝေးခန်းမအထွက်တွင်ဝန်ထမ်းတစ်လေးတစ်ယောက်နှင့်တိုက်မိမလို့ဖြစ်သွားတယ်။ထိုလူငယ်လေး၏မျက်လုံးများကတစုံတစ်ယောက်နှင့်စင်တူနေသလိုခံစားရသဖြင့်ကိုအောင်မင်းအံ့ဩသွားတယ်။ကိုအောင်မင်းကဟဲ့လူငယ်နာမည်ဘလို့ခေါ်လဲဒီဌာနကိုရောက်တာကြပြီလားမင်းဖုံးကခေါင်းကုန်းလေးရဲ့ခက်အေးအေးပင်ကျွန်တော်နာမည်မင်းဖုံးပါအင်ဂျင်နီယာပိုင်းမှာဝင်လောက်တာတစ်ပတ်ပဲရှိပါသေးတယ်ခင်ဗျာကိုအောင်မင်းကမင်းဖုံးနာမည်လေးကကောင်းသားပဲမင်းမျက်နှာကတယောက်ယောက်နဲ့တူနေသလိုပဲငါ့ကိုတနေရာရာမှာတွေ့ဘူးလားမင်းဖုံးကရင်ထဲတွင်လှိုက်တက်လာသောဝေဒနာကိုထိမ့်ချုပ်ရင်းမတွေ့ဘူးပါဘူးဥက္ကဋ္ဌကြီးကျွန်တော်ကနေကလာတာပါကျွန်တော်ကိုခွင့်ပြုပါဦးမင်းဖုံးလှည့်ထွက်သွားချိန်တွင်ကိုအောင်မင်းရင်ထဲ၌တစုံတစ်ခုကိုဆုံးရှုံးလိုက်ရသလိုခံစားလိုက်ရတယ်။ထိုလူငယ်လေးသည်သူ၏သားရင်ဖြစ်နေမှန်းသူလုံးဝမသိခဲ့ပေ။နောင်တရနေသောကိုအောင်မင်းသည်သူ၏ရှေ့နေဖြစ်သူကိုတိတ်တဆိတ်ခေါ်ယူခဲ့တယ်။သူရဲ့ရည်ရွယ်ချက်ကမနှင်းအေးနှင့်သားဖြစ်သူကိုရှာဖွေရန်ဖြစ်တယ်။သူရဲ့ပိုင်ဆိုင်မှုအားလုံးကိုသားရင်ဖြစ်သူထံလွှဲပြောင်းပေးရန်တည်တန်းစာကိုပြင်ဆင်နေခဲ့တယ်။ဤသတင်းကိုစန်နီနှင့်ထက်ဦးတို့တည်သွားသောအခါကိုအောင်မင်းကိုအပီးတိုင်ဖယ်ရှားရန်လုပ်ကြံမှုတစ်ခုကိုကြံစီကြတော့တယ်။မျက်နှာတကောင်တွင်ကိုအောင်မင်းသည်အိတ်ခမ်းမှအပြင်သို့ထွက်လာစဉ်အိတ်ခမ်းထဲ၌စန်ဒီနှင့်သူမ၏သားထက်ဦးတို့၏စကားပြောတံကိုအမှတ်မထင်ကြားလိုက်ရတယ်။စန်ဒီကထက်ဦးနင့်ဖေဖေရဲ့ရှေ့နေကအခုတလောတစ်ခုခုကိုစုံစမ်းနေတယ်လို့ပဲ။ကိုအောင်မင်းကမိမဟောင်းတဲ့ကလေးကိုရှာနေတာလားမသိဘူး။ထက်ဦးကအမေအဲ့ဒါဆိုရင်ကျုပ်တို့ရမယ့်အမွေတွေပါကုန်မှာပေါ့။စရင်လေးကပတ်စံတွေကိုအမြန်ဆုံးလွှဲထားမှဖြစ်မယ်။ဒီအဖိုးကြီးကိုလည်းအချိန်ဆွဲမနေနဲ့တော့အပြီးရှင်းလိုက်တာပိုကောင်းမယ်။စန်ဒီကအေးငါလည်းအဲ့ဒါကိုစဉ်းစားနေတာသူ့ပိုင်ဆိုင်မှုတွေအကုန်ငါတို့လက်ထဲရောက်ပြီးတာနဲ့သူ့ကိုလမ်းပေးဖို့ပြရမယ်။တကားကွယ်မှကြားနေရတော့ကိုအောင်မင်းသည်ခြေဖျားလက်ဖျားများအေးဆက်သွားတယ်။သူအရာအလုံးကိုစွန့်လွတ်ပြီးရွေးချယ်ခဲ့သောမိသားစုတစ်သည်သူ့အပေါ်တွင်ငွေဟောက်ကဲ့သို့အစိတ်ပြင်းနေမှန်းသိလိုက်ရသည့်အခါနောက်တမျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာတော့သည်။ကိုအောင်မင်းကုမ္ပဏီမှအပြန်ကားရန်နာကွင်းတွင်လူမိုက်အုပ်စု၏တိုက်ခိုက်ခြင်းကိုခံရတယ်။ထိုစဉ်အလုတ်စင်းချိန်နှင့်တိုက်ဆိုင်နေသောမင်းဖုံးကမြင်သွားပြီးမိမိအသက်ကိုပတာနမထားဘဲဖခင်ဖြစ်သူကိုကာကွယ်ပေးခဲ့တဲ့လုံခြံမှုမှလွတ်မြောက်ခဲ့တော်လဲတားဖြစ်သူမင်းဖုံးမှာဖခင်အတွက်အကာအကွယ်ပေးရင်းဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်။ပြုံအပြင်ဘက်တွင်မနှင်းအေးတယောက်မျက်ရည်များဖြင့်ထိုင်နေတယ်။ကိုအောင်မင်းအားငယ်တုံကြီးစွာဖြင့်နင်းကိုကိုမှတ်မိသေးလားကိုရမ်းမားခဲ့ပါတယ်။မနှင်းအေးမျက်ရည်များကိုတုပ်ရင်းရှင်ပါလာလောက်တာလဲကျမတို့စီကဘာလို့ကျင်သေးလို့လဲ10နှစ်လုံးကျမတို့ဘလို့ရှင်တန်ခဲ့ရလဲဆိုတာရှင်သိရဲ့လားကိုအောင်မင်းကိုသိပါတယ်နှင်းရဲ့ကိုခုအရာအလုံးကိုသိပါပြီကိုသားလေးကကိုအသက်ကိုကယ်ခဲ့တာကိုတောင်းပန်ပါတယ်ကိုရဲ့ကြံရှိတဲ့ဘဝကိုနှင်းတို့အတွက်ပဲအသုံးချပေးရစီထိုစဉ်မင်းဖုံးတတိယလာပြီးမျက်လုံးပွင့်လာသည်မင်းဖုံးကအမေဖေဘာမှမဖြစ်ဘူးမလားထိုစကားတခွန်းကြောင့်ကိုအောင်မင်းကဒါမင်းကငါသားမှန်းသိပါလျက်နဲ့ဘာလို့အသက်ဆုံးပြီးကယ်ခဲ့တာလဲမင်းဖုံးကဘာပဲဖြစ်အဖေကကျွန်တော်အဖေပဲလေအမေကအမြဲပြောတယ်ရန်ညိုးထက်မြစ်တာကပိုမြတ်တယ်တဲ့10နှစ်တာအမုန်းတရားများနာကြီးချက်များသည်ထိုခိုက်တန့်တွင်မြစ်တာရည်စင်ဖြင့်စေကြောခြင်းခံလိုက်ရပါတော့တယ်ကိုအောင်မင်းသည်စေယုံတွင်သားဖြစ်သူမင်းဖုံးဘေးနား၌ရှိနေစဉ်သူ၏ယုံကြည်ရသောရှေ့နေကြီးဦးဖုံးမြတ်ကိုခေါ်ယူကာပြတ်သားသောညွှန်ကြားချက်များပေးခဲ့တယ်ကိုအောင်မင်းကရှေ့နေကြီး
သူတို့ကျူးလွန်ခဲ့တဲ့တပ်တွေတွေအကုန်လုံးအစင်သင့်ဖြစ်ပြီလားကျွန်တော်သူတို့ကိုအခွင့်အရေးထပ်မပေးနိုင်တော့ဘူးရှေ့နေဦးကုန်းမြတ်စိတ်ချပါကိုအောင်မင်းကုမ္ပဏီကငွေကြေးအလွဲသုံးစားလုပ်ထားတဲ့စည်ရင်းတွေသူတို့ငှားရမ်းခဲ့တဲ့လူမိုက်တွေနဲ့ဆက်သွယ်ထားတဲ့ဖုန်းမှတ်တမ်းတွေအားလုံးကျွန်တော်လက်ထဲမှာရှိပါတယ်ရဲတပ်ဖွဲ့ကလည်းဝရမ်းထုတ်ပြီးပါပြီစန်နီနှင့်ထက်ဦးတို့သည်ကိုအောင်မင်းတေဆုံးသွားပြီဟုထင်မှတ်ကကုမ္ပဏီပိုင်ဆိုင်မှုများကိုမိမိတို့အမည်ပေါက်ပြောင်းလဲရန်ရှေ့နေရုံးခန်းသို့ရောက်ရှိလာကြသည်ထိုစဉ်ရဲအရာရှိတဦးနှင့်အတူကိုအောင်မင်းပေါ်လာသောအခါအင်းတို့သားမိနှစ်ဦးလုံးတုံလုံးခြောက်ချသွားကြတယ်စန်နီကမျက်နှာပြက်လျက်မင်းအသက်ရှင်နေတာလားကိုအောင်မင်းကမင်းတို့ငါ့ကိုတေးစေချင်နေတာလားစန်နီငါအပေါ်တင်မကဘူးငါရဲ့တူရဲတော်သားရင်းကိုပါလှုပ်ကြံခဲ့တာမင်းတို့ပဲမင်းတို့ရဲ့လောဘတွေကဒီမှာတင်အဆုံးသက်ရတော့မယ်ထပ်ဦးဒါတွေကတက်တေမရှိပဲဆွဆွဲနေတာကျုပ်တို့ဘာမှမလုပ်ဘူးရဲအရာရှိကမင်းတို့ငှားရမ်းခဲ့တဲ့လူမိုက်တွေကမင်းတို့ခိုင်းတာပါလို့ဝန်ခံပြီးနောက်ပြီးကုမ္ပဏီကနေငွေကျပ်သိန်းပေါင်းတောင်းချီခိုးယူခဲ့တဲ့အထောက်အထားတွေလည်းရှိတယ်အခုမင်းတို့ကိုလူသက်ရန်ကြံစီမှုခိုးမှုတွေနဲ့ဖမ်းဆီးလိုက်ပြီးစန်နီနဲ့ထက်ဦးတို့မှာလက်ထိတ်ခတ်ခံရစဉ်အချင်းချင်းအပြစ်တင်ကငိုယိုနေကြတော့လဲဥပဒေ၏အဆုံးဖြတ်ရှေ့တွင်မြည်တို့မျှမတက်နိုင်ခဲ့ကြပြီတရားရုံးကစန်နီနှင့်ထက်ဦးတို့ကိုထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်သည့်သတင်းကိုကြားရသောအခါကိုအောင်မင်းသည်တပ်ပြေးရှည်ကြီးကိုချလိုက်သည်သူသည်ဆေးရုံသို့ပြန်လာခဲ့တယ်မင်းပုံးသည်ဒဏ်ရာများတက်တာလာသဖြင့်ကတင်ပေါ်တွင်ထိုင်နေတဲ့ဘေးတွင်မနှင်းအေးကသားဖြစ်သူကိုဂယုတစိုက်ပြုစုနေတယ်ကိုအောင်မင်းကနှင်းအားလုံးပြီးသွားပါပြီအမှောင်ထုတွေကုန်သွားပြီအခုကစပြီးကိုတို့၃ယောက်ဘယ်တော့မှမခွဲတော့ဘူးနော်မင်းဖုံးအဖေကျွန်တော်တို့အတိတ်ကိုမေးလိုက်ကြရအောင်နောက်တော့ဆိုတာထက်ရှေ့ဆက်ရမယ့်ပျော်ရွှင်မှုတွေကပိုတန်ဖိုးရှိပါတယ်မင်းဖုံးပြန်လဲကျမ်းမာလာပြီးနောက်ကိုအောင်မင်းသည်ဇနီးနှင့်သားကိုအိမ်သို့ပြန်လဲခေါ်ဆောင်ခဲ့တဲ့10နှစ်တာဝေးကွာခဲ့သောမိသားစုသည်နားလည်မှုခွင့်လွှတ်မှုတို့ဖြင့်ပြန်လဲပေါင်းစည်းသွားခဲ့ပြီးပျော်ရွှင်စရာအိမ်အောင်ရေးကိုပြန်လဲတည်ဆောက်နိုင်ခဲ့ကြပါတော့သည်တဲ့ယခုမှသာသူ၏အိမ်မက်ဟောင်းလေးသည်အသစ်တစ်ဖန်ပြန်လဲနိုးထလာခဲ့ပါတော့တယ်ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်